Okay ပါဒီတခါကျွန်တော်ပြောပြပေးမှာကတော့ဒီ Starlink ဆက်တွေစချင်းဆင်ပြီးအထိုင်ချမဲ့အခြေအနေမှာကျွန်တော်တို့ alignment chain နာ speed descent နာ obstruction တွေစစ်တာပေါ့ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီတုံးကူပေါ့ shin speed ဆိုတော့ဒီတုံးကူပါတုံးကူနဲ့အရင်ဆုံးတော့ကျွန်တော်တို့ alignment chain ပါမယ် alignment နဲ့ဝင်လိုက်မယ်ထဲဝင်လိုက်ပါမယ်yes ကျွန်တော်တို့ချိန်ထားတဲ့ဘန်းဆိုရင်လုံးဝအတိအကျနီးပါရှိတယ်ပေါ့ဗျာအတိအကျနီးပါပေါ့နော်ကျွန်တော်တို့ဒါကြည့်လိုက်ပါဒီ4000ကွက်ထဲမှာအပြည့်သူကအများသောအဖြစ်ကတော့အများသောအဖြစ်မဟုတ်ပါဘူးသူကအရှိမြောက်ရက်စီကိုကျွန်တော်တို့ရက်နေသူကချိန်ထားရတယ်လို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့ဒီ4000ကွက်ထဲမှာအတိအကျကျပေါ့နော်အလျားအနှံကြလေသူကဒါဒီကျွန်တော်တို့ line ဆွဲရပိုကောင်းလေဖြစ်ပါတယ်ကျွန်တော်တို့ဆိုနည်းနည်းလေးတောင်ရိုင်းနေတယ်ကိုပါနကိုတိကျအောင်ချိန်လို့ရပါတယ်ဘန်းလေးကိုလှည့်ပြီးတော့ချိန်ရပါတယ်ဒါကတော့ဒါ alignment ချိန်တာပါလုံးဝတိကျသွားပြီဘေးပတ်လည်းဒီဖွေးသွားရင်အဆင်ပြေပါပြီအဲ့လိုချိန်နေပြီးရင်ကျွန်တော်တို့ speed တက်ဆန်းရမှာဖြစ်ပါတယ်ဒီမှာပါ speed တက်ဆန်းမယ်ဆို speed တက်ဝင်ရှိမယ်ကျွန်တော်တို့ speed တက်ဘယ်လောက်ရှိသလဲ okay 150 148မှသူကကျွန်တော်တို့ရဲ့ speed တက်ကိုစစ်ပေးနေတာဖြစ်တယ်200ကျော်240တွေဒါအများရင်ကောင်းရင်ကောင်းတယ်လို့ပေါ့ဗျာကျွန်တော်တို့ဘန်းချိန်ထားတာရောဒီ Starlink ဒီကျွန်တော်တို့အထိုင်နဲ့ဒီ Starlink ပတ်လန်းပေါ်ဂျူတွေနဲ့ပေါ့နော်တို့ဂျူတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေတာဒါတွေစစ်လို့ရတယ်ကျွန်တော်တို့စောင့်ကြည့်နေလို့ရတယ်အဲ့မှာဆိုရင်ကျွန်တော်တို့ကျွန်တော်တို့လုံးနေတာ internet ရှိတယ်ကျွန်တော် speed 200ကျော်တိရှိသွားတယ်ပေါ့လေဒါစစ်ကြည့်တာပါဒါကျွန်တော် line တော်တော်ကောင်းနေတဲ့အခြေအနေပေါ့ဒါ alignment နဲ့လည်းထိုက်တက်ဆိုင်မှုရှိပါနောက်တစ်ခုကတက်ဆိုင်တာက obstruction မှာဒီ obstruction မှာဒီ obstruction နဲ့ကိုကျွန်တော်တို့ဝင်စစ်ကြည့်ပါမယ် obstruction ဒီ obstruction နဲ့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရောက်ပြီဆိုရင်ကျွန်တော်တို့ check for obstruction ကိုနှိပ်ပါဒီပါကျွန်တော်တို့ check for obstruction ကိုနှိပ်ပါမယ် obstruction ကိုနှိပ်ပါမယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဘန်းနဲ့ကြိုက်တာပေါ့နော်ကျွန်တော်တို့ကတော့ Gen 3ဖြစ်တဲ့အတွက် external တချို့ mini ရှိမယ်တချို့Gen 2ရှိမယ်ပေါ့ဗျာအစုံပါပဲကျွန်တော်တို့ကတော့ Gen 3ဖြစ်တဲ့ဒီ standard ကိုကျွန်တော်တို့နှိပ်မယ်ရွေးထားပြီးသားပေါ့လေအဲ့ဒါပြီးတော့ confirm ပေးလိုက်မယ် confirm ပေးလိုက်ရင်ကျွန်တော်တို့location ဖွင့်ခိုင်းပါတယ်တမ်းမွန်နှိပ်လိုက်ပါဝင်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ I'm ready လို့ပေါ်လာတဲ့ I'm ready လို့ပေါ်လာမယ် ready ဖြစ်တဲ့အကြောင်းကျွန်တော်တို့နှိပ်ရပါမယ် I'm ready နှိပ်လိုက်ပါ I'm ready ကိုနှိပ်လိုက်ပြီးဆိုတော့ ਨੇ ကျွန်တော်တို့ကောင်းငင်ကိုရိုက်ရမှာဖြစ်ပါတယ်ကောင်းငင်ကိုရိုက်လိုက်ရင်သူကကျေစုတာလို့လည်းပြောလို့ရပါတယ်เนาะ scan the entire sky ဒီအစိမ်းပြောက်လေးတွေပေါ်လာမယ်အဲ့ရာနှုံး100မပြည့်မချင်းကျွန်တော်တို့ပတ်ရရမှာဖြစ်ပါတယ်ရာနှုံး100ပြည့်အောင်သူမြားလေးတွေပြပါတယ်မြားလေးတွေပြတဲ့ဘက်ကိုဖုံးလှည့်လဲကောင်းငင်ကိုရိုက်ဆိုတော့အဲ့ဒါဆိုရင် view result လို့ပေါ်လာပါမယ် view result ကိုကျွန်တော်တို့နှိပ်လိုက်ပါ view result ကိုနှိပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ရဲ့မှာ obstruction ဘယ်လောက်ရှိတယ်မရှိဆိုတဲ့ result ချင်းတွေကိုဟိုပြပေးမှာဖြစ်ပါတယ်နားဆောင်မှာရခိုင်လူနဲ့တူ view result ကိုဆင်နေပါပြီ yes ကျွန်တော်တို့အခုအခြေအနေရ obstruction အနီရောင်များပါတယ်အပြာရောင်နေရ obstruction မရှိဘူးမရှိတဲ့နေရာတွေပါအနီရောင်နေဆိုကျွန်တော်အပင်ကြီးနဲ့ကိုယ်ရနေတဲ့အပင်တွေရှိတယ်ကျွန်တော်တို့ဘန်းကဒီဘက်တောင်လေးမှာအကုန်လုံးဒါကကျွန်တော်တို့ဘန်းကဖန့်ထားတယ်လှမ်းပြီးတော့ချိတ်နေတဲ့မျက်နှာပြင်ပေါ့လူမျက်နှာပြင်ကိုသူကအနီရောင်ပါတဲ့နေရာတွေကကာကွယ်ထားတယ်အဲ့ဒါဆိုရင် line ဆွဲအားနည်းပါတယ်တပြင်လုံးနီးပါးအပြာရောင်ဖြစ်နေလေကောင်းပါလေဆိုတော့ streaming video ကလည်း sun integration နဲ့တူအဝါရောင်စစ်နေကြီးပဲဖြစ်နေတယ်ပေါ့နော်အမြင့်ဆုံးမှာအဝါရောင်ဖြစ်နေတကယ် line ကောင်းပြီဆိုရင် streaming video web browsing video call အားလုံးကအစိမ်းဖြစ်တာများပါတယ်အဲ့ဒါဒီ obstruction ရှိနေလို့မရှိရင်မဖြစ်ပါဘူးဒီမျက်ပြင်တွေတစ်ခုလုံးအပြာဖြစ်လေကျွန်တော်တို့ line
ကောင်းလေးဖြစ်ပါတယ်ဒီမျက်နှာပြင်တစ်ခုလုံးအပြာဖြစ်နေဒါဟာ obstruction စစ်တဲ့နီးဖြစ်ပါတယ်โอเคပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆောင်ရမယ်